9 ယောက်မြောက်အကြီးအကဲကအေးဆက်ဆက်အပြုံးတစ်ခုပြုံးလိုက်တယ်လေထဲမှာပြန်နေတဲ့ဓာတ်9လက်ကတပြိုင်နက်လှုပ်ရှားပြီးဓာတ်စွမ်းအင်တွေအလျားလိုက်ပြန့်နှံ့သွားတဲ့နောက်တစ်ခါမှာတော့ဓာတ်9လက်နဲ့မယုံနိုင်တော့အောင်အင်အားကြီးတဲ့ဓာတ်ကြီးတစ်ခုကိုထုတ်လွှတ်လိုက်တယ်ဓာတ်စွမ်းတွေအားလုံးပေါင်းစည်းပြီးမိုးကောင်းကင်ကိုတောင်ခွဲဖြတ်နိုင်မဲ့ပုံစံနဲ့ကောင်းကင်ကိုဖျက်တောက်ကခိုင်းကာကွယ်ရေးမန်တန်ကြီးရဲ့အလဲအမြစ်ကိုဓာတ်ရိုက်ထိုးဖောက်သွားတယ်ဝမ်လင်ကအလင်းအမြန်တပြန့်ထိန်ပြီးတားဆီးဖို့ကြိုးစားတယ်ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲ9 ယောက်မြောက်အကြီးအကဲကသူ့ရှိကိုရောက်လာပြီးဝမ်လင်ရဲ့ခန္ဓာကိုယ်ကမိုးကြိုးစားတွေပောက်ကွဲထွက်လာတယ်ဒါပေမဲ့9 ယောက်မြောက်အကြီးအကဲကတိုက်ခိုက်မှုအတွေ့အကြုံအလုံးမြင့်မားတာကြောင့်ဝမ်လင်ရဲ့အားနည်းချက်ကိုချက်ချင်းရှာတွေ့ခဲ့တယ်လက်ကိုဓာတ်လို့သုံးပြီးဝမ်လင်ရဲ့မိုးကြိုးအကာအကွယ်ကိုခွဲဖောက်လိုက်တယ်ဝမ်လင်ကသွေးအံသွားပြီးလေထဲမှာပြန်နေတာကိုတော့မထိန်နိုင်တော့လောက်အောင်ဒဏ်ရာရသွားတဲ့9 ယောက်မြောက်အကြီးအကဲကယွမ်အင်းအဆင့်ကိုကြော်ဖြတ်ပြီး2000ပေါင်းများစွာကျင့်ကြံလာသူဝမ်လင်ကတော့ယွမ်အင်းအဆင့်တောင်မရောက်သေးဘူးပြန်တိုက်ဖို့မဖြစ်နိုင်ဘူးမင်းကတကယ်ကိုချင်းဟန်ကိုကာကွယ်ပြီးတေးချင်နေတာပဲအဲ့ဒါဆိုငါမင်းကိုလွယ်လွယ်နဲ့တက်ပေးမယ်ဒီအချိန်မှာအဲ့ဒီဓာတ်တိုင်းကဂိုင်းကာကွယ်ရေးမန်တန်ကြီးကိုဓာတ်ရိုက်ဖောက်ခွဲလိုက်ပြီးမန်တန်အမြစ်ကိုတခါတည်းဖျက်ဆီးလိုက်တယ်ဘယ်သူမှမတားရဲကြဘူးဒါကယွမ်အင်းအကြီးအကဲရဲ့ဓာတ်9လက်တိုင်းဖြစ်နေတာမို့အောက်မှာရှိတဲ့လူတဝက်တရိတ်ဆန်တွေကသူတို့ကိုတစ်နှစ်လုံးတားဆီးထားတဲ့မန်တန်ကြီးကိုအလွယ်တကူဖျက်လိုက်တာကိုမြင်ပြီးတယောက်ထိတ်လန့်နေကြတဲ့လေပေါ်မှာ9 ယောက်မြောက်အကြီးအကဲကအော်လိုက်တဲ့ဝူဟန်မင်းပါကိုစောင့်နေတာလဲငါနဲ့အတူတိုက်ခိုက်ကြမယ်ချက်ချင်းပဲချင်းယွန်တောင်ကိုဝိုင်းထားတဲ့လူတဝက်တရဝါတွေကအော်ဟစ်တန်တွေနဲ့စစ်သွေးကြွကတောင်ပေါ်ကိုတက်လာကြတယ်မန်တန်မရှိတော့တဲ့ချင်းရွန်တောင်ကလုံးဝမခံနိုင်တော့ဘူးတောင်ပေါ်ကဂိုင်းသားတွေအားလုံးအံ့ဩသွားကြတယ်သူတို့အားကိုးဆုံးမန်တန်ကိုဒီလောက်လွယ်လွယ်ဖျက်နိုင်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးအလဲစင်တောင်ဒီလောက်ကြောက်စရာကောင်းနေပြီလားချင်းဟန်အမကြီးမြင်ပြေးကြရအောင်အခြေအနေမမှန်တာကိုမြင်တဲ့ညီမငယ်ကချင်းဟန်ကိုဆွဲပြီးထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့မကြခင်မှာကောင်းကင်တွေကလူတယောက်ကြလာတယ်ကြည့်လိုက်တော့ဝမ်းလင်ဖြစ်နေတဲ့အခုသူ့အခြေအနေအလုံးဆိုးရွားနေပြီးအသက်တောင်မရှိနိုင်တယ်လို့ဖြစ်နေတဲ့ဟာမင်းကိုနှစ်ဆက်ထက်အသက်ရှင်ခွင့်ပေးခဲ့ပြီးသားပြေးချင်သေးတာလားချင်းဟန်မြင်အရှင်ကြီးကြီးခေါ်ပါမခေါ်ရင်နောက်ကျသွားမယ်ဒီစကားကြတော့ချင်းဟန်ရဲ့စိတ်ထဲမှာရှုပ်ထွေးသွားတယ်အဲ့ဒီအရှင်ကြီးကသူ့ကိုအများကြီးကူညီခဲ့ပြီးသားဒါပေမဲ့ရန်သူကအရန်အင်အားများတဲ့ရှေ့ရှင်ကြီးမနိုင်ပဲဒီမှာပဲတည်သွားရင်ဘယ်လိုလုပ်မလဲအခုချိန်မှာမင်းဘသူကိုခေါ်အသုံးမဝင်တော့ဘူးဒီချိန်မှာတော့ငါချက်ချင်းတစ်ခုကိုတတိယသွားတဲ့အရင်တုန်းကဆိုင်ကနေဝယ်ထားတဲ့လေဆာမီးကိုအိတ်ထဲကထုတ်လိုက်တယ်ဒီဟာသုံးဝင်မလားမသိဘူး